အရှေ့တိုင်းနက်ဖျားရဲ့အနောက်တိုင်းစူပါဟီးရိုးဆွန်းဝူခုံနဲ့စူပါမန်တိုက်ကြရင်ဘယ်သူနိုင်မလဲတယောက်ကအရှေ့တိုင်းတနာရီတဲကကောင်းကင်ဘုံကိုတောင်တုံလို့စေခဲ့တဲ့မြောင်မင်းဆွန်းဝူခုံပါနောက်တစ်ယောက်ကတော့အနောက်တိုင်း DC Universe ထဲမှာဘယ်သူမှရှင်းလို့မရတဲ့စကြဝဠာရဲ့စွမ်းထက်ဆုံးတံမေလူသားစူပါမန်ပဲဖြစ်ပါတယ်တကယ်လို့သူတို့နှစ်ယောက်သာတိုက်ခတ်ကြမယ်ဆိုရင်သူကနိုင်မလဲဒီနေ့ဗီဒီယိုမှာတော့သူတို့ရဲ့အစွမ်းကိုသေချာနှိုင်းယှဉ်ပြီးအဖြေထုတ်သွားမှာအဆုံးထိကြည့်ပေးကြပါဆွန်းဝူခုံရဲ့အားသာချက်အရင်ဆုံးဆွန်းဝူခုံအကြောင်းကိုကြည့်ရအောင်ပါဆွန်းဝူခုံကရိုးရိုးမြောက်မဟုတ်ပါဘူးသူကနီလန်း9မျိုးနဲ့မတည်နိုင်အောင်လှုပ်ထားတဲ့နတ်ဖျားပါသူ့ရဲ့အကြီးမားဆုံးအားသာချက်ကမော်ပညာပါသူ့ရဲ့ကိုယ်ပွားအမွေးတွေကနေစူပါမန်ကိုဝိုင်းတိုက်နိုင်တယ်လို့ပုံစံမျိုးစုံပြောင်းပြီးလှည့်စားနိုင်ပါနောက်ပြီးသူ့ရဲ့ရွှေတော့ဟာလည်း8တန်ကျော်လေးပြီးစကြဝဠာရဲ့မြေတိအရာကုန်ဆိုရိုက်ခွဲနိုင်တဲ့အစွမ်းရှိပါတယ်စူပါမန်ရဲ့အင်အားဒါဆိုစူပါမန်ကရောစူပါမန်ဟာရုပ်ပိုင်းဆိုင်ရာအင်အားမှာအကန့်အသတ်မရှိပါဘူးသူကအလင်းထက်မြန်အောင်ပြန်နိုင်တယ်လို့ချိုတစ်ခုလုံးကိုလက်တစ်ဖက်ထဲနဲ့မနိုင်ပါသူ့ရဲ့ heat fission ကဝူခုံရဲ့ကိုယ်ပွားတွေကိုစက္ကန့်ပိုင်းအတွင်းလောင်ကျွမ်းစေနိုင်ပြီးသူ့ရဲ့ခဏရင်ကလည်းနျူကလ িয়ার ဘုံးကိုတောင်မမှုပါရုပ်ပိုင်းဆိုင်ရာတည်တံ့ဆိုရင်တော့စူပါမန်ကိုရှင်းဖို့ခက်ပါလေဘယ်လိုနိုင်မလဲအခုအဆုံးဖြတ်ပေးရမယ့်အချိန်ရောက်ပါပြီစူပါမန်မှာကြီးမားတဲ့အားနည်းချက်နှစ်ခုရှိပါတယ်ဒါကတော့ခရတိုနိုက်ကြောင့်နဲ့မော်ပညာပါစူပါမန်ဟာသိပ္ပံနည်းကျအင်အားကြီးပေမဲ့မော်တက်ကိုတော့မခုခံနိုင်ပါဘူးဆွန်းဝူခုံကတော့မော်ပညာရဲ့ဆရာတစုပါဆွန်းဝူခုံကသူ့ရဲ့မော်စွမ်းတွေကိုသုံးပြီးစူပါမန်ကိုပိတ်လောင်တာမျိုးဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာနှောက်ယှက်တာမျိုးလုပ်နိုင်ပါတယ်စူပါမန်ကဆွန်းဝူခုံကိုဘယ်လောက်ထိထိုးနှက်နေပါလဲဝူခုံကမတည်နိုင်တဲ့အစွမ်းရှိတဲ့အတွက်တိုက်ပွဲကြလေစူပါမန်ပဲပိုပင်ပန်းလေဖြစ်မှာဒါကြောင့်ကျွန်တော်အမြင်အရတော့အစွမ်းချင်းတိုက်ရင်ဆွန်းဝူခုံကအသာရဖို့များပါတယ်ဒါပေမဲ့ဒါကျွန်တော်အမြင်ပဲဖြစ်ပါတယ်ငယ်ချင်းတို့ရောဘယ်သူနိုင်မလဲစူပါမန်လားဆွန်းဝူခုံလားကွန်မန့်မှာရေးပေးခဲ့ကြ